တကယ်လို့သင်ရဲ့စိတ်ကစိုးရိမ်ကြောက်ကြမှုတွေနဲ့မငြိမ်မချမ်းဖြစ်နေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြပါနော်ဒီလိုမျိုးစိတ်ခံစားမှုတွေကိုဘလို့အလေးကျင့်ကောင်းလေးတွေနဲ့ကျော်လွှားနိုင်မလဲတစ်ဆက်တည်းမှာပဲကိုယ့်ရဲ့အတွင်းစိတ်ကလေးငြိမ်းချမ်းဖို့အတွက်ဘလို့အလေးကျင့်ကောင်းလေးတွေကိုလိုက်လုပ်နိုင်မလဲဆိုတာကိုနားထောင်ကြည့်အောင်နော်ပထမအဆုံးအချက်အနေနဲ့အရေးကြီးတာကကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုလက်ရှိအခိုက်အတန့်ထဲမှာပြန်လဲရောက်ရှိလာအောင်ခေါ်လာတဲ့နည်းလမ်းပါဘာလို့ဒီလိုပြောရတယ်လဲဆိုတော့ကျမတို့ရဲ့စိတ်တွေဟာမကြာခဏဆိုသလိုအတိတ်မှာရှိတဲ့နောင်တတွေဝမ်းနည်းမှုတွေအမှားတွေကိုတစိမ့်စိမ့်ပြန်လဲတွေးတတ်ပါတယ်ဒါအပြင်အနာဂတ်ကိုတွေးပြီးတော့မတေချာမှုတွေစိုးရိမ်ကြောက်ကြမှုတွေနဲ့လည်းဝေဝါးနေတတ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုလက်ရှိအခိုက်အတန့်နဲ့ကိုပြန်လဲရောက်အောင်ခေါ်လာဖို့အတွက်အရေးကြီးဆုံးအချက်ပါဒါကို grounding လုပ်ခြင်းလို့လည်းခေါ်ပါတယ် grounding ဆိုတာကဘယ်လိုမျိုးလဲအကြမ်းမြင်ပြောရရင်တော့မိမိကိုယ်ကိုလက်ရှိအချိန်တွေကိုပြန်ရောက်အောင်သတိပြုမိစေတဲ့လက်တွေ့လှုပ်ဆောင်ချက်တစ်ခုပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ခြေထောက်နဲ့ကြမ်းမြင်ကိုထိနေတဲ့ခံစားချက်ကိုအာရုံစိုက်ကြည့်တာမျိုးဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဝမ်းဘိုက်ကဖောင်းလိုက်ပိန်လိုက်ဖြစ်နေပုံကိုအသက်ရှူနေရင်သတိထားကြည့်တာမျိုးဒါအပြင်ကိုယ့်ရဲ့လက်ချောင်းချင်းချင်းပုတ်တိုင်းမိတဲ့ခံစားချက်ကိုအာရုံစိုက်တာမျိုးတွေကိုဆိုလိုတာပါကိုယ့်ရဲ့အမြင်အာရုံအကြားအာရုံအထီးတွေ့ခံစားနိုင်စွမ်းအာရုံအနက်အသက်ဒါမှမဟုတ်ရင်အရသာကိုခံစားနိုင်စွမ်းဆိုတဲ့အာရုံ၅ပါးကိုအသုံးချပြီးတော့လက်ရှိပြစ္ဆုတ်ပံတွေကိုစိတ်ရောခန္ဓာကိုယ်ပါပြန်လည်ရောက်ရှိလာအောင်ဆွဲခေါ်တာပါဒီလို grounding လုပ်ပေးခြင်းကြောင့်လက်ရှိအလုပ်ကိုပို့ပြီးတော့ကောင်းကောင်းအာရုံစိုက်နိုင်တယ်ပြီးတော့လက်ရှိအခိုက်အတန့်ရဲ့ငြိမ်းချမ်းမှုတွေနဲ့ကောင်းတဲ့အရာတွေကိုပြန်လည်ခံစားတတ်စေဖို့အတွက်အကူအညီဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုအရှိကိုအရှိအတိုင်းအမှန်ကိုအမှန်အတိုင်းလက်ခံခြင်းပါဒီနေရာမှာလက်ခံခြင်းဆိုတာကိုလူတွေမှားယွင်းပြီးတော့ယူဆတတ်တဲ့အယူဆလေးတွေကိုပြပြပေးခြင်းပါတယ်လက်ခံနေဆိုတဲ့နေရာမှာဒီခံစားချက်နဲ့အတူအမြဲတူဝနေတာမျိုးမဟုတ်ပါဘူးပြီးတော့ဒီခံစားချက်ကြောင့်ဖြစ်လာတဲ့မလိုလားအပ်တဲ့အပြုအမူတွေကိုဖြစ်ခွင့်ပြုမယ်ဆိုတာမျိုးမဟုတ်ပါဘူးပြီးတော့ဒီလိုခံစားချက်တွေကြောင့်အရှုံးပေးလိုက်တာလက်လျှော့လိုက်တာမျိုးတွေကိုရွေးချယ်ခိုင်းတာမဟုတ်ပါဘူးဒါဆိုရင်လက်ခံခြင်းဆိုတာတကယ်တော့ဘာလဲလက်ခံခြင်းဆိုတာကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဧည့်သည်တဦးလိုမြင်ပြီးတော့တုံ့ပြန်လိုက်တာမျိုးပါဧည့်သည်ဆိုတဲ့သဘောတရားကအချိန်အတိုင်းအတာတစ်ခုထိပဲနေပြီးတော့အချိန်တန်ရင်ပြန်ထွက်သွားတတ်တာပါဒီသဘောတရားလေးကိုနားလည်စေချင်ပါတယ်အကယ်၍ကိုမှစိုးရိမ်မှုတစ်ခုပေါ်လာတယ်ဆိုပါစို့အဲ့ဒီစိုးရိမ်မှုကိုသတိပြုမိတဲ့အချိန်မှာဘာမှမတုံ့ပြန်ပါနဲ့ကိုယ့်ရဲ့စိတ်ကိုခဏနားပြီးပါပြီးတော့ကိုယ့်ရဲ့ပခုံးပေါ်သို့မဟုတ်ရင်ဘတ်ပေါ်လေးကိုလက်ကလေးတင်ပြီးတော့အဲ့ဒီစိုးရိမ်မှုကိုခံစားခွင့်ရှိတယ်ဒါဟာဖြစ်တတ်တဲ့လူတစ်ပါးဝါပဲဆိုတာမျိုးအတိအမှတ်ပြုပေးတဲ့ပုံစံမျိုးလုပ်ပေးကြည့်ပါကိုယ်မှာရှိနေတဲ့စိတ်ခံစားချက်တွေစိုးရိမ်ပူပန်မှုတွေကိုသတိထားမိတယ်ဒါကပုံမှန်ပဲဒီຢာကအရေးကြီးလို့စိုးရိမ်နေတာပါဆိုတဲ့အတိအမှတ်ပြုပေးတာကကိုယ့်ရဲ့စိုးရိမ်ပူပန်မှုကိုတဖြည်းဖြည်းငြိမ်သွားစေတယ်ပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့အရာတွေပေါ်မှာပြန်ပြီးတော့အာရုံစိုက်နေတာစေပါတယ်
အဲ့လိုမျိုးစိတ်ခံစားချက်ဆိုတဲ့လိုင်းလုံးကြီးကိုစန့်ကျင်ပြီးတော့စူးစမ်းကူးခတ်နေတာထက်သူ့အပေါ်မှာပဲလှိုင်းစီးလိုက်ပါလှိုင်းကတော့သူ့အလိုလိုအချိန်တန်ရင်ငြိမ်သက်သွားမှာပါတတိယချက်အနေနဲ့ကတော့စိတ်ငြိမ်းချမ်းမှုရဲ့အခြေခံသဘောတရားဖြစ်တဲ့ထိန်းချုပ်နိုင်တာနဲ့မထိန်းချုပ်နိုင်တဲ့အရာတွေကိုခွဲခြားတတ်ခြင်းပါကျမတို့တွေကြုံတွေ့နေရတဲ့စိတ်မငြိမ်းချမ်းမှုတွေရဲ့အဓိကအရင်းမြစ်90%လောက်ကကိုထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်မှာထိန်းချုပ်ခြင်းစိတ်ကနေဖြစ်ပေါ်လာတာပါဒါဆိုရင်ထိန်းချုပ်လို့မရတဲ့အရာတွေကဘာတွေဖြစ်မလဲတခြားသူတွေရဲ့အထွေးအခေါ်စိတ်နေသဘောထားတုတ်ပြန်မှုပြောစကားနဲ့လုပ်ရက်တွေအတိတ်ရဲ့ဖြစ်ပြီးသွားတဲ့အရာတွေပြောပြီးသွားတဲ့စကားတွေဆုံးရှုံးသွားတဲ့အခွင့်အရေးတွေပြီးတော့အနာဂတ်ရဲ့ဖြစ်လာမယ့်အရာအလုံးစီးပွားရေးနိုင်ငံရေးရာသီဥတုစတာတွေအလုံးပါဝင်ပါတယ်ဥပမာမိုးရွာနေတဲ့အချိန်ကားလမ်းပိတ်နေတယ်ဆိုပါစို့ဒီထဲမှာမိုးရွာတာကိုလည်းထိန်းချုပ်လို့မရဘူးကားလမ်းပိတ်နေတာကိုလည်းမထိန်းချုပ်နိုင်ဘူးဒါတွေပေါ်မှာစိတ်ပြက်ညှဉ်းညူပြီးတော့စိတ်တို့ဒေါသထွက်နေမဲ့အစားကိုပါရီထိန်းချုပ်နိုင်မလဲကြည့်ရအောင်နော်ကားတန်းရှည်ရိုးစောင့်နေရလို့စိတ်ပြက်ပြီးတော့ဒေါသထွက်နေမလားမျက်နှာကြီးကရှုံးမဲ့နေမလားတစ်ဖက်ကကားထဲမှာဘယ်တချင်းလေးဖွင့်ပြီးတော့အချိန်ကိုဘလို့သုံးချမလဲစိတ်နဲ့သဘောထားလေးတွေကိုဘလို့ထားလိုက်မလဲဒါတွေကကိုရွေးချယ်ပြီးတော့ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အရာတွေပါအဲ့လိုရွေးချယ်တတ်မှုတွေကပဲကျမတို့တွေရဲ့စိတ်ငြိမ်းချမ်းခြင်းတွေစီကိုဦးတည်စေမှာပါနောက်ဆုံးချက်ကတော့ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုတွေကိုနေ့စဉ်ပြုလုပ်နေကြအလေးအကျင့်သေးလေးတွေစီကနေရယူပါစိတ်ရဲ့အေးချမ်းမှုတည်ငြိမ်မှုကိုတစ်ချိန်တည်းမှာတနေရာထဲမှာချက်ချင်းရဖို့အတွက်မွေးမြူဖို့အတွက်ဆိုတာကအရန်ကိုခဲရင်တဲ့အရာပါကျမတို့ရဲ့အုံနောက်ကတင်းငယ်တဲ့ပြောင်းလဲမှုလေးတွေကိုဆိုရင်မငင်းဆန်ပါဘူးစလုပ်ဖို့လည်းလွယ်ကူတယ်ပြီးတော့ဆက်လုပ်ခြင်းစိတ်လည်းရှိစေပါတယ်အဲ့လိုအလေးအကျင့်သေးလေးတွေကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအနားယူဖို့အချိန်ရောက်ပြီဆိုပြီးတော့အချက်ပြတယ်အဲ့ဒီခါမှာအာယုံရောစနစ်ကအလိုအလျောက်ပြေရောလာတယ်တစ်ဆက်တည်းမှာပဲစိတ်ငြိမ်းချမ်းမှုကသူ့လိုဝင်ရောက်လာပါတယ်မနက်ခင်းမျက်နှာသေးသွားတိုက်ပြီးတာနဲ့တဘာဝပတ်ဝန်းကျင်ကိုအချိန်9မိနစ်ခန့်လောက်ပေးပြီးတော့ခံစားတာမျိုးဖုန်းစကရင်နဲ့နိုင်ဝက်လောက်ဝေးနေပြီးတော့ကိုကြိုက်နှစ်သက်ဆုံးစာအုပ်လေးတစ်အုပ်ကို10မိနစ်လောက်အာရုံစိုက်ပြီးဖတ်တာမျိုးပြီးတော့ကိုသိကြိုက်တဲ့ကော်ဖီသို့မဟုတ်လက်ဖက်ရည်တစ်ခွက်ကိုငြိမ်ငြိမ်လေးနဲ့စိန်ခံပြီးတော့တောက်တာမျိုးကိုသဘောကျတဲ့ skin care product လေးနဲ့ skin care လုပ်ဖို့အတွက်အချိန်ပေးတာမျိုးစတဲ့ကိုသဘောကျနှစ်သက်တဲ့အရာလေးတွေကိုမိနစ်အနည်းငယ်အချိန်ပေးပြီးတော့လုပ်ကြည့်ပါဒီလိုအရာလေးတွေကလူတစ်ယောက်ရဲ့စိတ်နှလုံးကိုနူးညံ့လာစေပြီးတော့အကောင်းမြင်တဲ့စိတ်တွေပိုတိုးလာစေပါတယ်အဲဒီကမှတစ်ဆင့် inner peace လို့ခေါ်တဲ့စိတ်ငြိမ်းချမ်းမှုကိုလည်းရရှိစေမှာပါကျမတို့လူသားတွေအားလုံးရဲ့စိတ်ချမ်းသာခြင်းဆိုတာကလည်းအမြဲတမ်းတည်ရှိနေတာမျိုးတော့မဟုတ်ပါဘူးဆိုလိုတာကဘလို့ပဲဖြစ်ဖြစ်ထက်ခါကိုယ့်ရဲ့စိတ်အေးချမ်းမှုစီကိုပြန်လည်ရောက်ရှိလာအောင်လေ့ကျင့်ယူရတာမျိုးပါမိတ်ဆွေတို့လည်းဘလို့နည်းလမ်းလေးတွေအသုံးပြုပြီးတော့ကိုယ့်ရဲ့စိတ်ကိုငြိမ်ချမ်းအောင်ပြုလုပ်ကြတယ်လဲဆိုတာကိုကွန်မန့်မှာ sharing လုပ်ပေးခဲ့ပါအောင်နော်